Niacinamide ရဲ့ကောင်းကျိုးတွေကမင်္ဂလာပါတော်တော်နေမှာ Skin Care Product တိုင်းလိုမှာထည့်သုံးတဲ့ Niacinamide ရဲ့အကြောင်းဒီဗီဒီယိုမှာပြောပြပါမယ် Niacinamide ကရေမှာပျော်ဝင်တဲ့ Vitamin B3 အမျိုးအစားဖြစ်ပါတယ် All Skin Type အတွက်အဆင်ပြေပါတယ် Niacinamide မှာကောင်းကျိုးတွေများလို့ Skin Care Product တိုင်းလိုမှာထည့်သုံးကြပါတယ် Niacinamide ရဲ့ကောင်းကျိုးတွေကရောင်ရမ်းတဲ့ဝတ်ချံတွေကိုတက်တာစေတယ်ဝတ်ချံဖြစ်ပြီးကျန်ခဲ့တဲ့အမဲဆက်အမာရုပ်တွေကိုလည်းတက်တာစေပါတယ်အစီထုတ်လို့မှုကိုထိန်းညှိပြီးလို့မျက်နှာအစီပြန်တာတက်တာစေတယ်ချွေးပေါက်ကြေတာတွေတက်တာစေပါတယ် Skin Barrier ကိုလည်းကျန်းမာစေလို့အလွယ်တကူနဲ့အရေပြားထိခိုက်ပျက်စီးမှုကိုကာကွယ်ပေးပါတယ် Collagen ထုတ်လုပ်မှုကိုလည်းလုံဆော်ပေးလို့အရေးအကြောင်းတွေတက်တာစေပြီးအရွယ်သင်းနှုတ်ပြစေပါတယ်ဒါပေမဲ့ Niacinamide ကိုတစ်မျိုးတည်းသုံးတာထက်တခြား active ingredient နဲ့တွဲသုံးမှုအကြံပြုခြင်းပါတယ်နောက်ဗီဒီယိုမှာ Niacinamide နဲ့တွဲသုံးလို့ရတဲ့ active ingredient အကြောင်းတွေဆက်ပြီးပြောပြပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာဆက်ပြီးတွေ့ကြပါမယ်တတ